လီဗာပူးအသင်းအာဆင်နယ်အသင်းတို့ရဲ့ဒန်ဒီဖြစ်သွားတဲ့ breaking news တွေလာပါပြီအားလုံးပဲမင်္ဂလာပါဆိုသူလင်ဘလော့ကနေကြိုဆိုပါရစေလီဗာပူးအသင်းကနေစံချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ခေါ်လိုက်တဲ့လီဗာကူဆင်အသင်းက Florian Wirtz ဖြစ်ပါတယ်ဒီကစားသမားကယူရိုတန်150ဒန်ဒီဖြစ်သွားပါပြီလီဗာကူဆင်အသင်းကမနေ့ညကလီဗာပူးအသင်းကို yes လို့ပြောလိုက်ပါပြီဒီပြောင်းရွှေ့ဖြစ်ဖို့အတွက်နှစ်ပတ်အကြာဆွေးနွေးပြီးတော့မှ yes လို့ပြောသွားတာပါဒီပြောင်းရွှေ့ရတော့အင်္ဂလန်အသင်းတွေထဲမှာဒီနေ့ရာသီစံချိန်တင်မြင့်မားတဲ့ပြောင်းရွှေ့ခြင်းနဲ့ရောက်ရှိလာတဲ့ကစားသမားဖြစ်ပါတယ်မနစ်ကချယ်ဆီအသင်းက Moise Caicedo 105 သန်းနဲ့ခေါ်ပေမဲ့ Florian Wirtz ကတော့တန်း150နဲ့စံချိန်တင်ရောက်ရှိလာပြီဖြစ်တယ်။ကွင်းလယ်တိုက်စစ်တောင်ပန်တွေမှာပြီးဖန်ဒီရှင်ကီပလီယာအခုလက်ရှိကမ္ဘာအကောင်းဆုံးကွင်းလယ်တိုက်စစ်မှုတူလို့ပြောလို့ရတဲ့ကစားသမားကိုစာချုပ်ချုပ်ဆိုလိုက်တဲ့လီဗာပူး congratulation ပါအာဆင်နယ်အသင်းဒန်ဒီဖြစ်သွားတဲ့ဇူဝီမန်တီလာပါပြီအာဆင်နယ်အသင်းရဲ့ပထမဆုံးခေါ်ယူတဲ့ကစားသမားဖြစ်သွားပြီဒီကစားသမားကိုအာကြီးကအချိန်တော်တော်ကြာဆွေးနွေးပြီးတော့မှယူရို60နဲ့5သန်းနဲ့သဘောတူသွားပါပြီဒီလာမယ့်ရက်တွေမှာကလပ်အသင်းတွေမှာတရားဝင်ကြေညာမှာဖြစ်ပါတယ် congratulation ပါအာဆင်နယ်ဘာစီလိုနာကလည်းဂိုးသမားတစ်ယောက်ကိုခေါ်ယူလိုက်ပါပြီယူရို25သန်းနဲ့9နှစ်စာချုပ်ချုပ်ဆိုလိုက်ပါပြီကစားသမားရဲ့အေဂျင့်ကဘာစီလိုနာကိုရောက်ပြီးတော့စာချုပ်စာတမ်းတွေစစ်တာတွေအတွက်မကြခင်ဘာစီလိုနာကလပ်အသင်းမှာတရားဝင်ကြေညာပြီးတက်လာတော့မှာဖြစ်ပါတယ်မိတ်ဆွေတို့ရောမိမိရဲ့အသင်းကိုဘယ်လိုကစားသမားတွေခေါ်စေခြင်းလဲရောက်စေခြင်းလဲcomment လေးတွေရေးခဲ့လို့ရပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်း like and subscribe လေးလုပ်ပြီးတော့အားပေးသွားပါအောင်အားလုံးကျေးဇူးတင်ပါတယ်